လက်ထိတ်ခတ်ခံရတဲ့အမျိုးသမီးတစ်ယောက်ဟာသူမကိုလွတ်ပေးရန်သင်္ကေတဘာသာစကားနဲ့ပြောဆိုရုန်းကန်နေပါတယ်။ရှေ့မှာထိုင်နေတဲ့မိန်းကလေးကအမှုကြောင့်မထွက်ဆိုရင်လွတ်မပေးနိုင်ဘူးဆိုတဲ့ရဲတွေကြောင့်သင်္ကေတဆက်သွယ်မှုလုပ်နိုင်ရန်လက်ထိတ်အရင်ဖြုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲဒီနောက်မိတာမဖြစ်ရင်ခိုးမှုကအနှိမ့်ဆုံးထောင်ဒဏ်3နှစ်ကြာခံနိုင်တာမို့ဘာသာပြန်ပေးမယ်ဆိုတဲ့အခါအဲဒီငွေကသူမရမယ့်ငွေလို့ဆိုပါတယ်။ရပိုင်ခွင့်လစာငွေကိုတထေးကမပေးချင်တာဆိုတဲ့အခါတက်တည်ရှိလာလို့မီတော့အလုံးမလုံးချင်တော့တဲ့သူမကိုနောက်ဆုံးလစာမပေးခဲ့တာဖြစ်ပြီးသူမခိုးယူခဲ့ခြင်းမရှိကြောင်းဖြေပါတယ်။ဟော့ဘော့ဆိုင်ပိုင်ရှင်ရဲ့ဆက်သွယ်ချက်အရဒီမျိုးသမီးကငွေကိုယူပြီးထွက်ပြေးသွားတယ်လို့ပြောတော့ထိုလူဟာအတော်ဆိုးတဲ့လူဖြစ်ကြောင်းနာကြီးစွာတက်တည်ပြခြင်းနေပါတယ်။အပြင်မှာရေတောက်နေတော့တနာလို့အသေးရွက်လီတဲ့အလုပ်ပေးထားတယ်ဆိုတဲ့ဆိုင်ရှင်ဟာအနာကိုတေချာသွားကြည့်ကတာမန်အချိန်မှာစကားဘလို့ပြောတတ်လဲလို့မိပါတယ်။သူမသင်္ကေတဆက်သွယ်ဘာသာပြန်သူလို့ပြတော့သူတို့ဖုန်းထဲကနေစာရိုက်ပြီးဆက်သွယ်တယ်ဆိုတဲ့စကားကြောင့်ဖုန်းထဲမှာတထေးနဲ့စကားပြောမှတ်တမ်းတွေဘာလို့မရှိရတာလဲပြန်မေးတဲ့အခါဖိအားပေးဖြတ်ခိုင်းခဲ့တယ်လို့ဖြေပါတယ်။ဘာတွေပြောခဲ့ကြတာလဲမေးတော့သူမအလုံးမလုံးချင်တော့လို့ငွေယူပြီးအမြန်ထွက်သွားခဲ့တယ်ဖြေနေရကြောင်းအဲ့လိုပြီးသလွယ်ဝင်ခံလိုက်ရင်တသက်လုံးတစိမ့်ကက်ခံရမယ်လို့တတိပေးကသူမရှေ့နေကိုရှာပေးပြီးအတူတူရုံးတော်ကိုတက်မယ်လို့အားပေးလိုက်ပါတယ်အဲ့ဒီနောက်ဒီစကားမပြောနိုင်နားမကြားနိုင်တဲ့မိန်းကလေးကအပြစ်မဲ့သူလို့ရဲကိုပြောပြနေတော့နောက်ထပ်စကားမပြောနိုင်တဲ့ထိုအမျိုးသမီးရဲ့ဖခင်ကိုတေချာပြုံးပြနှုတ်ဆက်ခါသူမဘာကြောင့်နဲ့တင်ကေတာဆက်သွယ်ဘာသာပြန်တယောက်ဖြစ်နေတာရဲ့အဲ့လိုလူမျိုးကိုမြင်ဘာလို့တက်အသိနေရတာလဲဆိုတဲ့နောက်ကြောင်းကိုပြန်ရှင်းပြပါတယ်စူညံနေတဲ့လောကကြီးထံကနေလေးလူရှုခံရသူတွေကသူတို့ချစ်ချင်းကိုတိတ်တဆိတ်ဖော်ပြတတ်ကြောင်းငယ်စဉ်ကသူမနဲ့နီးကပ်စွာရှိခဲ့ကြသူတွေထံကနေစကားပေါင်းများစွာကိုစိတ်ထဲကအလိုလိုကြားနေခဲ့ရပါတယ်မုံမှုလို့အမည်ရတဲ့သူမဟာငယ်စဉ်ကတည်းကဖခင်ဖြစ်သူရဲ့စကားပြန်အဖြစ်လျှက်စစ်ပစ္စည်းမျိုးစုံကိုဈေးထက်ဝတတ်တာတဲ့လောက်အားကနဲ့ပြင်ပေးနိုင်သူဖြစ်ကြောင်းစကားပြန်လုပ်ပေးနေသူဖြစ်ပါတယ်သို့ပေမဲ့သူမအဖေပြင်တတ်တာကအိမ်သုံးအဲကုန်းလောက်တာဖြစ်ပြီးသူမလက်ခံလိုက်တဲ့အလုပ်ကလုပ်ငန်းသုံးအဲကုန်းမို့နောက်ကတေချာမေးခိုင်းနေတဲ့ဖခင်ဟာငွေရှာမယ်လို့ပြောထားတာမို့အမြန်ပြင်ပေးလိုက်ဖို့သာလှောင်ပြောင်နေပါတယ်အဖေတစ်ခုသမီးတစ်ခုဘွားမှာသူတို့သားဖနေထိုင်တဲ့နေရာကစကားမပြောနိုင်ပဲမာကြောက်ဆော့နေတဲ့ဆုံးဝနာမကြသူတွေအပြည့်နဲ့ဆိုင်ကန်းဖြစ်ပြီးဖခင်ဖြစ်သူရှောင်းမဟာမုံမှုကိုတူတက်ဆွမ်းသလောက်အချစ်တွေပေးပြီးသားလည်းဖြစ်ပါတယ်မုံမှုကိုစာလုတ်ခိုင်းနေတော့အပြင်မှာရန်တွေထားဖြစ်ကုန်ပြီးထိမ့်မနိုင်သိမ့်မရဖြစ်နေကြပေမဲ့မုံမှုအပြင်ထွက်လာတာနဲ့အားလုံးဟာရန်ဖြစ်နေရမှာကလေးအမြင်မမအောင်ဝိုင်းထိမ့်သိမ့်ကြပါတယ်ဒီအချိန်အိမ်တကားပဲမိတန်ကိုကြားလိုက်ရတဲ့တဦးတည်းသောမုံမှုကချောင်းကြီးပေါက်မှတက်ချောင်းတဲ့အခါအိမ်နီးချင်းတွေနဲ့ရဲတွေရောက်နေပြီးမို့အားလုံးကိုမီးအဖွင့်ပိတ်နဲ့အချက်ပြကတကားဖွင့်ပေးလိုက်ပါတယ်စူညံသွားမှာကြောက်ကစားနေရလို့တိုင်ချက်ရထားတဲ့ဆိုတဲ့ရဲဟာဒီနေရာကသူမတို့အိမ်ဆိုတာနဲ့အားလုံးကစွန့်အားနာမကြသူတွေဖြစ်လို့သူမကိုမေးချင်တာမေးလို့ရကြောင်းအသိပေးကဖခင်ဖြစ်သူကိုအနားခေါ်ပြီးဘေးကထွက်ကြနေတဲ့မာကြောက်တုံးကိုဖယ်ခိုင်းလိုက်ပါတယ်ဒါကြောင့်ရဲရချီလဲမင်းတို့မာကြောက်ကစားနေတာမသိဘူးမထင်နဲ့ပြောတော့သူတို့ဘာသာစာရေးလေ့ကျင့်နေကြောင်းပေါင်းလိုက်နာနဲ့စိတ်ညစ်သွားတဲ့အရာရှိကမုံမှုရဲ့အမေရောလို့မေးပါတယ်အဝေးမှာအလုံးလုံးနေကြောင်းနဲ့ဘာလို့ကြောင်းမတက်တာလဲဆိုတဲ့မေးခွန်းကြောင့်ဖြေဖို့ခက်နေစဉ်အိမ်ပိုင်ရှင်လေးလုံးရောက်လာပြီးတောင်းပန်လှုပ်လိုက်ပါတယ်မုံမှုငယ်စဉ်ကမိသားစုတပ်ပုံကိုကြီးနေသူရှောင်းမအားခေါင်းကိုလာကင်တဲ့သမီးငယ်ကသူမမေဘယ်တော့ပြန်လာမှလဲလို့မေးပါတယ်ထွေထွေထူးထူးဖြေစရာမရှိတာနဲ့မသိဘူးပြောတော့ဘာလို့ဖုန်းတော့မဆက်တာလဲမေးတဲ့အခါသမီးကြောင်းတက်မှဆက်သွယ်မှာမို့နောက်တစ်ပတ်ကြောင်းသွားအကြမယ်ပြောတော့ကြောင်းကဖွင့်နေတာကြပြီဖြစ်လို့အဖေကိုရိုက်ထုတ်လိုက်မယ်လို့ပြန်ပြောပါတယ်ပြီးတော့ကြောင်းတက်ရတာအလုပ်ရှုပ်သလိုသူမမရှိရင်ဖခင်တို့ဘာသာပြန်သူမရှိလို့ငွေရှာနိုင်မှာမဟုတ်ကြောင်းပြောနေပြန်တဲ့မမှုအားစာတက်ရင်ဖြစ်ချင်တာဖြစ်နိုင်မဲ့အပြင်မကြားနိုင်သူတွေအတွက်လည်းပိုကူညီပေးနိုင်မယ်လို့ဖြောင်းပြပါတယ်မိခင်ရဲ့မျက်နှာကိုတော့မမတ်မိတော့တာမို့သူမကအမေတူလားမိတော့ရှောင်းမတယောက်ဂျက်ကီချိုင်းနဲ့တူတဲ့သူ့ရုပ်လို့ပြန်ဖြေတဲ့အခါလှောင်ရည်နေပါတယ်နောက်တရက်တကားပဲမိတန်ကြောင့်ဖွင့်ပြလိုက်တော့အိမ်ရောက်လာတဲ့အမျိုးသမီးကမူးမူးလို့ခေါ်လာတဲ့အတွက်ဖခင်ဖြစ်သူကိုလှည့်ကြည့်လိုက်ပါတယ်ဒီတစ်ခါသူမပြန်လာတာအသက်9နှစ်ရှိနေပြီဖြစ်တဲ့သမီးဖြစ်သူကိုကြောင်းထားပြီးဘဝကောင်းလေးပေးခြင်းလို့ဆိုတဲ့ဇနီးတဲ့ဟာသူ့သမီးကိုပေးရမှာလားမိတော့ဇနီးဖြစ်သူကလည်းသူမကမိခင်မို့ခေါ်ခွင့်ရှိတယ်လို့ဆိုပါတယ်နောက်အိမ်တော်နဲ့ကလေးလည်းရှိနေပြီးသားမိန်းမကသူ့သမီးကိုလာတောင်းနေတဲ့အပေါ်ဘလို့မှလက်မခံနိုင်ပေမဲ့မူးမူးကိုဒီလိုရောရောင်ပြီးဒုက္ခမခံစားစေလိုကြောင်းပြောနေတာမို့လွန်ခဲ့တဲ့9နှစ်အတွင်းသူတို့သားဖားကိုဆွန့်သွားချိန်မှာသမီးဖြစ်သူကိုသူသာပြုစုပြောထောင်ခဲ့ကြောင်းတင်းခံနေပေမဲ့ငွေမရှိတိတ်ခမရှိအနာဂတ်မရှိဘူးဆိုတဲ့စာလုံးတွေကသူ့ကိုနှုတ်ဆက်သွားစေခဲ့ပါတယ်ဇနီးဖြစ်သူကပဲဘန်ကတ်တစ်ခုပြကဒါသူမနိုင်ငံခြားကရှာလာတဲ့ငွေမို့မုံမနေထိုင်လို့အဆင်ပြေမဲ့စရိတ်လို့ပြတော့သူ့သမီးကိုငွေနဲ့လာလဲနေရလားထပ်မေးနေရကြောင်းဒါကသူမရှာထားတဲ့ငွေကိုသမီးအတွက်ပေးတာလို့ဖြေပြီးကလေးကိုမာကြောက်လောကအနီးမှာထားတာတင်းတော်လားဆိုတဲ့ဇနီးဖြစ်သူရဲ့ဘန်ကတ်ကိုလွှင့်ပစ်လိုက်ပါတယ်အရင်လိုပဲသူမနဲ့စကားပြောရင်အာယုံမဆိုင်တဲ့ရှောင်းမကြောင့်ရုံးတိုင်ဖို့ဖိအားပေးမယ်ဆိုတဲ့စကားကိုသူသိပြီလို့ပြောရင်ထွက်သွားပါတယ်ရုံးတော့နှစ်ဖက်မိဘရဲ့ဝင်ဝင်နဲ့ပိုင်ဆိုင်မှုကိုစစ်ဆေးပြီးကလေးကိုအဆင်ပြေမဲ့ပတ်ဝန်းကျင်မှာကြီးပြင်းနိုင်ဖို့မိခင်ကပို
တင့်တော်မဲ့ဆိုပေမဲ့ရှောင်းမာကသာကလေးအတွက်အကောင်းဆုံးလို့ဝိုင်းထောက်ခံကြပါတယ်အငင်းပွားနေတဲ့ကြားမှာခေါင်းကိုက်နေသူရှောင်းမာကိုကြည့်နေတဲ့အိမ်ရှင်လေးလုံးကမမှုကိုသူ့အမိနဲ့မပေးလိုက်ချင်ရုံးတော်မှာရင်ဆိုင်မှုရှေ့နေအသိရှိလာလို့မေးရင်သူ့မှာရှိတယ်လို့ဆိုပါတယ်အဲ့ဒီနောက်ကားနဲ့ရောက်လာတဲ့ခက်လန်လန်မိန်းကလေးတယောက်ကဘာသာပြန်တတ်တဲ့သူမကိုယ်တိုင်ပဲလာခဲ့တာလို့ဆိုကရှောင်းမာတို့စီကလက်ဆောင်အိတ်ကိုယူလိုက်ပြီးသူမကားတော့မောင်းမပို့နိုင်ကြောင်းအသိပေးကလေးလုံးကိုမခိုင်းပဲရှောင်းမာကိုမောင်းလို့ဆိုပါတယ်ကားပေါ်ရောက်တော့နာကြားကရိယာကမကောင်းပေမဲ့ရဲမဖမ်းအောင်ဟန်ပြတက်ခိုင်းလိုက်ပြီးလမ်းမှာလေးကန့်သွားမောင်းနေသူရှောင်းမာကိုကားမောင်းညှက်လိုက်တာဆိုကမြန်မြန်မောင်းမှုမာတာကြောင့်လီဘာတဆုံးနှင်းပြီးမောင်းပြလိုက်ပါတယ်ရှင်းနေထန်ရောက်တော့သူတို့ဘာသာပြောဆိုနေတာတွေကိုမကြားနိုင်တဲ့ရှောင်းမာတယောက်ပြုံးတာပြနေရပြီးရှောင်းမာရဲ့ဇနီးယောက်လည်းအုတ်ထိတ်ခွင့်လွှဲပြီးသားကိစ္စကိုသူမရှိနေနဲ့တိုင်ပင်တဲ့အခါကလေးကအတူနေခြင်းနဲ့ဆိုရင်တော့ရှင်းနှစ်မပြည့်သေးတော့ရုံးတော်ကလက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်ရှောင်းမာရဲ့ရှင်းနေကတော့ကလေးကိုနှိပ်စက်ညှဉ်းပန်းတာမျိုးမရှိရင်စိတ်ပူစရာမလိုကြောင်းပြောပေမဲ့အားမိုင်ဆိုတဲ့မိန်းကလေးကအမှုကိုနိုင်ဖို့ခက်ခဲတယ်လို့ဘာသာပြန်ပါတယ်သူ့သမီးနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ဆိုတဲ့ရှောင်းမာကိုအဲ့ဒါကအဓိကမဟုတ်ပဲမာကြောက်ခုံမာနေတာရဲ့ဝင်ငွေမရှိတာရဲ့နဲ့မမှုကြောင်းမတက်တဲ့ကိစ္စနဲ့တင်အမှုမှာအားနည်းနေပြီလို့ထောက်ပြသလိုသူ့မိမရဲ့ရှင်းနေကလည်းကလေးကိုလက်ရှိအုပ်ထိန်းသူကနေကောင်းအောင်ဂီယူမဆိုင်တာမျိုးငွေမထောက်ပံ့နိုင်တာမျိုးဆိုရင်တော့ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်တဲ့အတွက်ရုံးတော်ကပြောင်းလဲစဉ်းစားလိုက်မယ်လို့ဆိုပါတယ်တစ်ဖက်မှာသူငွေရအောင်ရှာပြီးမမှုကိုကြောင်းထားပေးမှာပါဆိုတဲ့ရှောင်းမာကိုအချိန်တိုတွင်းငွေဘလို့ရှာမလဲပေးပေမဲ့သူတကယ်ကြိုးစားပါမယ်ဆိုတဲ့ကတိကြောင့်ရှင်းနေကိုပြုံးပြီးခေါင်းညိတ်ပြရန်မှာကရှင်းနေကအရန်သေးကြီးရလို့ပြောလိုက်ပါတယ်အိမ်ပြန်ရောက်လာတော့ပေါ်ပါသွားကစားနေတဲ့သမီးငယ်ကိုကြည့်ရင်သူ့အတီးတယောက်ထံဟိုတယ်အလုပ်စုံစမ်းကြည့်တော့နေရာလုံးမှာတားဖားနှစ်ယောက်နေနိုင်တယ်လို့အကြောင်းပြန်ပါတယ်အဲ့ရဝင်ကန်ဒီမမှုကသူမမှာအဖေနဲ့မေနှစ်ယောက်လုံးရှိတာမို့အတူတူနေပြီးစာကြိုးစားရင်မရဘူးလားမင်းနေပေမဲ့ပြန်မဖြေတဲ့ဖခင်ကြောင့်အမေကဘာလို့သမီးတို့ကိုမလိုချင်တာလဲထပ်မင်းနေရနဲ့သမီးကိုမလိုချင်တာမဟုတ်ပဲအဖေကိုပဲလို့ရှင်းပြလိုက်ပါတယ်နောက်တရက်ကျသူ့အမှုကိုလိုက်ကူညီပေးနေတဲ့အားမိုင်ကိုမမှုရဲ့အမေဖြစ်ကြောင်းလိုက်အပ်ပြီးအတင်းကျပ်တောင်းဆိုခဲ့ပြီးအကြောက်ကညင်းနေသူအားမိုင်ကိုမမှုရဲ့ကြပြရွတ်တံဖွင့်ပြတဲ့အခါချစ်ဖို့ကောင်းတဲ့အတန်လေးနဲ့မို့စိတ်ပြောင်းသွားပါတယ်ဒီလိုနဲ့ကြောင်းအချိန်ကြော်လွန်နေတဲ့ကြောင်းထံမမှုကိုလိုက်အပ်ပြီးတော့၃နှစ်ပေါင်းရင်ဘာရမလဲဆိုတာမဖြေတဲ့မမှုကြောင့်အားမိုင်ကပဲတစ်ကနေတရာအတွင်းအပေါင်းနှုတ်ရတယ်ဆိုတဲ့အခါဂျိုးကြီးကြည့်ပါတယ်မေးသမျှကိုတခွန်းမှပြန်မဖြေပဲပေကက်ကက်လှုပ်နေတဲ့မမှုကိုကြပြရွတ်ပြဖို့ပြောတော့မျက်စောင်းသာလက်ထိုးနေတာမို့ဆီယာမကစကားတခွန်းမှမပြောတဲ့ကလေးကိုဒီเจ้าမှလက်ခံမှုအစင်မပြေကြောင်းညင်းပါတော့တယ်စကားဖြတ်ကအတန်းနဲ့ဝင်တော့မဲ့ဆီယာမနောက်အားမိုင်ကပဲအပြေးလိုက်ပြီးမမှုရဲ့အဖေဟာသူပညာမတတ်ခဲ့ပေမဲ့သမီးကိုစာသင်စေခြင်းတဲ့အကြောင်းနဲ့သူ့သမီးအတန်ကိုတော့မကြားပဲကလေးရဲ့ဗဇက်လှုပ်ပုံကိုသာဖတ်နေရကြောင်းမျက်ရည်ချူကကလေးကြပြရွတ်ထားတဲ့အတန်သွင်းသက်လေးရှိတယ်လို့ထုတ်ပြခိုင်းတော့မှမမှုကသူ့ဘာသာကြပြထားရွတ်ပြပါတယ်ဒီလိုနဲ့မမှုလည်းကြောင်းတက်ခွင့်ရပြီမို့ရှောင်းမာရဲ့ဝင်ငွေအခြေအနေအတွက်ရဲ့ရှင်းနေကပေးရမယ့်ဇယက်ရဲ့ကိုအမြန်ပြင်ဆင်နိုင်မှသာရုံးတော်မှာအဆင်ပြေမယ်လို့မှားသွားပါတယ်ထိုစကားကိုနားမလည်တဲ့မမှုအားအမေနဲ့နေရမလားအဖေနဲ့နေရမလားဆိုတာတရားသူကြီးကဆုံးဖြတ်ပေးမယ့်နေရာဆိုတော့သူမဘသူနဲ့နေရမလဲဆိုတာကိုတပားသူကဆုံးဖြတ်ပေးတာမလိုချင်ဘူးဆိုတဲ့သမီးငယ်အားအဖေနဲ့နေရင်ပျော်လားလို့မေးတော့အဖေမှာပြဿနာအများကြီးရှိနေရင်လည်းအဖေပဲမို့တရားရုံးမှာအဖေနဲ့ပဲနေမဲ့အကြောင်းသူမကိုယ်တိုင်ပြောမယ်လို့ဆိုပါတယ်ဒီလိုနဲ့မမှုတို့သားဖမာเจ้าအိမ်ကနေထွက်သွားတော့မယ့်အချိန်ကျန်တဲ့နားမကြားသူတွေကလက်ဆောင်မျိုးစုံအမှားစကားမျိုးစုံနဲ့အတူတူရိုက်ထားတဲ့ဓာတ်ပုံလေးထည့်ပေးရင်သူတို့ဆီယာမလေးကိုမျက်ရည်ဆက်လက်နဲ့နှုတ်ဆက်လိုက်ကြပါတယ်နေရာအသစ်ကိုပြောင်းနေတဲ့လမ်းမှာလေးလုံးမောင်းနေတဲ့ကားကြီးကိုမင်းကားလားလို့မေးတော့တထေးเจ้าနဲ့ပါတနာအလုပ်တွေဖြစ်နေရမို့ဒီကားကိုသူဝယ်ထားကြောင်းဖြေပါတယ်ရှောင်းမအလုပ်လုပ်မဲ့ဟိုတယ်ကအခန်းလိုတစ်ခုဟာတားဖားနှစ်ယောက်ကောင်းမွန်စွာနေနိုင်မဲ့အခန်းမို့အဆင်ပြေအောင်နေဖို့နဲ့မမှုရှောက်မပြေအောင်ထိန်းပေးဖို့မှာသွားပါတယ်ဒီလိုနဲ့နေရာအသစ်မှာမမှုအတွက်အိပ်ရအသစ်ပြင်ဆင်ပေးပြီးနောက်တရက်ကျတားဖားနှစ်ယောက်ကြပြောင်းကြပြန်နေအိပ်ပျော်နေပြီးကြောင်းနောက်ကျနေပြီမို့အိပ်ရမွားသေးတဲ့မမှုကိုကြောဖို့ကကြောင်းရှိလိုက်ဖို့ပြီးအတန်းထဲမှာသူနဲ့စကားပြောသလိုသင်္ကေတဘာသာစကားမသုံးရန်တေချာမှာကသမီးငယ်ရဲ့ပထမဆုံးကြောင်းတက်ရက်အဖြစ်ဓာတ်ပုံရိုက်ယူနေစဉ်မမှုရဲ့အမေရောက်လာပါတယ်ကြောင်းစားတတ်တဲ့အထိမ်းအမှတ်လက်ဆောင်ကိုတော့ဖခင်ရဲ့ခွင့်ပြုချက်နဲ့မှလက်ခံခဲ့ပြီးသူမထံအခုမှပြန်ရောက်လာတဲ့မိခင်ရဲ့ပွေဖက်မှုဟာဒစိမ့်တယောက်ထက်မပိုခဲ့ပါဘူးပထမဆုံးအနေနဲ့အတူတူမရှိပြကြတဲ့သားဖနှစ်ယောက်လည်းအလုတ်တစ်နဲ့ကြောင်းပတ်ဝန်းကျင်အစ်စ်မှနေရာကျဖို့ကြိုးစားခဲ့ရပြီးညနေကြောင်းစင်းချိန်မှာသမီးငယ်ကိုပြန်ကြိုကအတူတကွအချိန်ဖြုံးကြပါတယ်ဒီလိုနဲ့နေရက်တွေကြာလာတော့ကြောင်းသွားဖို့အပြင်းကြီးလုံးနဲ့မမှုဟာဆိုကရည်တီအချိန်မှာသူမရဲ့တငယ်ချင်းအစ်စ်ကိုရှာတွေ့လာပါတယ်နောက်တရက်လောင်ဒရီကအဝတ်စားတွေပြန်ပို့ပေးနေတဲ့ရှောင်းမတယောက်အခန်းထဲကတုတ်ပြန်မှုမရှိတာနဲ့သူ့ဘာသာတောဖွင့်ဝင်ပြီးအခန်းတန့်ရှင်းရေးလုပ်နေတဲ့အချိန်ရေချိုးနေတဲ့မိန်းကလေးတယောက်ရှိနေလို့ပြဿနာတက်ပါတော့တယ်ဒါကြောင့်မိုးရွာကြီးထဲမှာတငယ်ချင်းကိုတင်ဂေတဘာသာစကားသင်ပေးနေသူမမှုကိုမကြိုနိုင်သေးပဲအလုံးမှာပြဿနာဖြေရှင်းနေရပါတယ်ဟိုတယ်အလုပ်ဆင်းချိန်မှာမမှုရဲ့အမေကအမဟုတ်နဲ့လာတွေ့ကရခင်ကရှောင်းမနဲ့သူမဟာအလုပ်တစ်ခုတည်းအတူတူဖြစ်ပြီးအနိုင်ကျင့်ခံရတိုင်းဝင်ဖြေရှင်းပေးခဲ့တာမို့မျက်ခွန်မှာဒဏ်ရာရဘူးကြောင်းပြောပြနေပါတယ်ရှောင်းမနဲ့အတူနေရတာပြောဖို့ကောင်းခဲ့ပြီးစကားမပြောတတ်တဲ့အပေါ်မှာလည်းသူမအတွက်အဆင်ပြေပေမဲ့မမှုပါမွေးပြီးစကားမပြောတဲ့အထိဖြစ်လာတာကိုတော့စိုးရိမ်မိတယ်လို့ဆိုပါတယ်
ညတော်လေးမိုးချုပ်သည့်အထိနောက်ကျနေပြီးမှသူမကိုလာကြိုလို့စိတ်ဆိုးနေပေမဲ့မမှုကဖခင်နဲ့အတူရှိနေရရင်ပျော်နေသေးဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့ကလေးနာကန်းနဲ့ပတ်သက်ပြီးစကားများခဲ့ရမှာသူမထွက်သွားမိကြောင်းနဲ့အခုလိုမမှုကြောင်းတက်ချိန်ကနေစပြီးသူမတာဝန်ယူကရုံရောက်ကက်ရောက်တွေဖြည့်ရှင်းကျင်တာမျိုးမဟုတ်ပဲတမိဖြစ်သူတို့ကဘဝကောင်းလေးဖန်တီးပေးကျင်တာလို့ရှင်ဖွင့်နေပါတယ်။မမှုကိုကြိုပြီးပြန်ရောက်လာတဲ့အားမိုင်ကသူ့ကိုလာခေါ်သွားပြီးတစ်ဖက်အလူရက်မောင်းနေတဲ့ကားပေါ်ကသူ့အိမ်ပိုင်ရှင်လေးလုံးကိုပြပါတယ်။ကားနှစ်စီးတိုင်းမိသွားလို့အတင်းရက်ခိုင်းနေသူရှောင်းမအဲ့ဒါကိုမြင်လိုက်လာလို့မေးရင်အရင်ကဘာပဲဖြစ်ဖြစ်ငွေရဖို့လုပ်မယ်ဆိုရင်အဲ့လိုအာမခံရှိတဲ့ကားကိုတဘာဝဆက်ဆံတိုက်လိုက်ရုံပဲလို့ရှင်းပြကရှောင်းမအလုပ်လက်ခံရင်ဈေးကြီးတဲ့ရှင်းနေကားကိုသူမပေးမယ်လို့ဆိုပါတယ်။ဒါကြောင့်ကားပေါ်ကဆင်းသွားပေမဲ့လေးလုံးကိုအစင်ပြေရလားမင်းပြောတဲ့စီးပွားရေးဆိုတာဒါလားလို့မေးနေရကြောင်းအခြားကားကိုဖျက်ဆီးနေတဲ့လူမိုက်တကောင်ကအချိန်မရှိကြောင်းတတိဝင်ပေးနေရနဲ့တာမန်လူထက်ပိုတဲ့ဘဝကောင်းကိုသူလိုချင်တာမို့ဘာမဆိုလုပ်မယ်လို့ပြောပြသွားပါတယ်။ရှောင်းမအတွက်တော့အခန်းထဲမောင်းဝင်ပြီးတဲ့ကိစ္စရဲ့မမှုနဲ့အတူနေကြောင်းရဲ့ကိုမန်နေဂျာသိသွားပြီးပတ်စံလိုတာနားလဲပေမဲ့နေရာထပ်မပေးနိုင်တော့လို့အဆောင်ရှာရန်နဲ့ထုတ်ပါတော့တယ်။အလုံးရှာရခက်လို့ပါလို့အမျိုးမျိုးတောင်းပန်ပေမဲ့သူ့မှာလည်းဖိအားပေးမဲ့တထေးရှိတဲ့ဆိုကညင်းသွားတဲ့မန်နေဂျာကြောင့်သမီးဖြစ်သူတို့နေစရာမမဲ့အောင်အိမ်သုံးပစ္စည်းအမျိုးမျိုးပြုပြင်ဖို့အလုပ်ထွက်ရှာခဲ့သေးပေမဲ့နောက်ဆုံးတော့အားမိုက်စီသွားကကားတစ်စီးကိုအထီးကိုက်များအောင်တိုက်နိုင်ရင်ရွာ2000ရမယ်ဆိုတာကြောင့်ကားမောင်းထွက်ခဲ့လိုက်ပါတယ်။နောက်တည့်ရက်မမှုအိယာနိုးလာချိန်မှာသူမဖေကိုမတွေ့တာနဲ့ဟိုတယ်ဝန်ထမ်းတွေထံလိုက်မေးနေစဉ်ရှောင်းမပြန်ရောက်လာပါတယ်။သူအနားမှာမရှိလို့စိတ်ဆိုးနေတဲ့မမှုကိုအိမ်မက်ဆိုးမတ်လို့လာမိတော့အဖေကသမီးကိုမလိုချင်တော့တဲ့အိမ်မက်လို့ပြောနေရကြောင်းအယူမလေးလို့ပြန်ဖြစ်နေတဲ့ရှောင်းမရဲ့နားမှာနာကြားကရိယာကိုမြင်လို့မေးပေမဲ့စကားလွှဲလိုက်ပါတယ်။အားမိုင်တို့အလုတ်ထန်သွားတော့သူ့ကိုချင်းချောက်ခဲ့တဲ့ကရုံးဆိုတဲ့ဘဲကအပေါ်လိုက်ခဲ့ရန်ခေါ်ပါတယ်။ထိုနေရာမှာရှိတဲ့တထေးကြောက်ရဲ့ဘေးမှာသူအကူကြီးတောင်းဖို့တဲ့ရှေ့နေကိုလည်းတွေ့ရပြီးနောက်တစ်ယောက်ကကားအမှန်ကန်ကုမ္ပဏီကလူပဲဖြစ်ပါတယ်။သူ့အတွက်ငွေအနှဲငယ်လာထည့်ပြီးရင်ရှောင်းမရဲ့မှုကိုရှေ့နေချန်ရဲ့အကူကြီးနဲ့နိုင်အောင်ကူညီပေးမယ်ဆိုတာရဲ့အမှုအတွက်အခြေအနေကောင်းဖို့ကတော့သမီးဖြစ်သူကိုစောင့်ရှောက်နိုင်ပါတယ်ဆိုတဲ့ပိုင်ဆိုင်မှုသက်သေအဖြစ်ငွေ9သိန်းလောက်လိုအပ်တဲ့ကိစ္စကိုကားတစ်စီးပါပေးပြီးသူကူညီပေးမှာမို့အတူတူအလုပ်တွဲလုပ်ပေးရင်ရပြီလို့ဆိုပါတယ်။အဲ့ဒီနောက်ရှောင်းမလုပ်ခဲ့တဲ့ကားတိုက်မှုတွေကနေသူကနန်း6လုံးလောက်ပမာဏရကြောင်းနဲ့ပစ္စည်းရှာရခတ်တဲ့ရှေးဟောင်းကားတွေအတွက်အာမကန်ကုမ္ပဏီကငွေပို့ပေးတဲ့အခါသူတို့ကစက်ရုံမှငွေတက်တာတဲ့ပစ္စည်းနဲ့အစားထိုးပြင်ပေးတာမို့ထိုနှစ်သီးသားအကျိုးမြတ်ကိုအတူပါဝင်တဲ့ညီကိုတွေထံခွဲပေးတယ်လို့ရှင်းပြပါတယ်။ဒီတော့သမီးဖြစ်သူရဲ့အမှုကိုနိုင်ဖို့ပိုင်ဆိုင်မှုအထောက်ထားတတ်သည့်အတွက်အချိန်အနည်းငယ်ထပ်ပေးရင်သူတာဝန်ယူမယ်ဆိုတော့ကားမောင်းသူအားလုံးကနားမကြားသူတွေလာမေးတဲ့အခါတဘာဝထူးခြားချက်အတိုင်းကားမောင်းရမှာကျွမ်းကျင်တဲ့ထိုလူတွေကိုအသုံးပြုနေကြောင်းကိုတော့ဘာသာမပြန်ပေးရမှာပါတယ်။ဒါကဥပဒေချိုးဖောက်ရမကြဘူးလားဆိုတော့ရှင်းနေချန်ကသူရှိနေကြောင်းနဲ့တထေးကလည်းငွေနဲ့ထိန်းထားလို့ရကြောင်းဖြေပါတယ်။ဒီလိုနဲ့ညဘက်ဆိုမုံအိပ်ပျော်သွားချိန်လူချေတိတ်ချိန်တိုင်းမှာအားမိုင်တို့အသင့်ထားပေးထားတဲ့ကားကိုယူမောင်းကသမီးပြစ်သူနဲ့အတူနေရရေးအတွက်ကားပေါင်းများစွာကိုပျက်စီးအောင်အပြေးဝင်တိုက်ပါတော့တယ်။အလုံးလုံးရမှာဂီယူဆိုင်ဖို့တတိပေးနေတဲ့အားမိုင်ရဲ့တတိပေးချက်ဟာသူ့သမီးကိုဆက်လက်ပိုင်ဆိုင်ခွင့်ရရေးလောက်အရေးမကြီးတာမို့လီဘာတဆုံးနင်းပစ်နေမိပါတယ်။ဒီလိုနဲ့တခါမှတော့မမြင်ဘူးတဲ့ကားကြီးနဲ့ကြောင်းလာကြိုတာတွေနေ့လည်နေ့ကင်းမှာအိတ်နေတတ်တာတွေနဲ့မကြာခဏဒဏ်ရာရလာတတ်တဲ့သူမဖခင်အပြင်ပျက်စီးနေတဲ့ကားတွေကိုလည်းတတိထားမိလာပါတယ်။ကြောင်းထိလာငိုက်နေတဲ့ရှောင်းမာကိုနှိုးကနေကင်းဘက်အမြဲအိတ်နေကြဖခင်ရဲ့ဟောက်တန်အတိုင်းလုပ်ပြပြီးနားထောင်ကောင်းတဲ့ဆိုတဲ့စကားကိုတင်ပြပြီးတော့အတန်နားထောင်ကောင်းတဲ့ဆိုတာဘာလဲလို့ပြန်မေးပါတယ်။နွေရာသီရဲ့လေညင်းလိုမျိုးလို့နားလဲသလိုရှင်းပြနေတဲ့မမှုကသူမတငယ်ချင်းလက်ဆောင်ပေးတဲ့ဝေလာငါအယုတ်လေးကိုအတန်ထွက်အောင်မှုတ်ပြနေပေမဲ့ရှောင်းမာအတွက်တော့သမီးငယ်ရဲ့အပြုတ်မှုကလွှဲရင်ကြားနိုင်ခြင်းမရှိပါဘူး။အရေးချေသိတဲ့မမှုကဝေလာငါတွေရဲ့အတန်ကိုမိတ်ဆွေကောင်းတွေကကြားရတာမို့အဖေဒီရုပ်လေးကိုဝစ်စီမှုတ်ရင်သမီးကြားနိုင်တယ်လို့ပြီးပါတယ်။ပြီးတော့သူမအိတ်ထဲကပလွေလေးကိုမှုတ်ပြတဲ့အခါမကြားနိုင်ပေမဲ့လက်ခုပ်လိုက်တီးနေတဲ့ဖခင်ကိုစိတ်မကောင်းသွားကြည့်ရင်မျက်ရည်တွေကြားကပြုံးပြနေသူသမီးငယ်ဟာသူ့ဘဝမှာအကြီးဆုံးနောင်နာကဒီလောကမှာနားထောင်လို့အကောင်းဆုံးဖြစ်မဲ့မမှုရဲ့အတန်ကိုမကြားနိုင်တာပဲလို့ပြောပြနေတဲ့ရှောင်းမတယောက်သူ့သမီးတင်ပေးထားတဲ့အတိုင်းနားထောင်ကောင်းတဲ့ဆိုတဲ့အကြောင်းအသိပေးပါတယ်။မပြေဆုံးခြင်းတွေနဲ့ကြီးပြင်းလာရတဲ့မမှုဟာသူမဖခင်လွှမ်းခြုံပေးတဲ့ချစ်ချင်းမြတ်တာရဲ့အရေးအောက်မှာပျော်ရွှင်နေပါတယ်။ဒီလိုနဲ့ရုံးတော့မှာအမှုရင်ဆိုင်ရတော့မှာမို့စုဆောင်လက်မှတ်ထောက်ခံစာအတွက်ငွေလာတောင်းနေတဲ့ရှောင်းမဘာမှသိပ်ပူမနေပဲအလုတ်သာဆက်လုပ်ရမှာပါတယ်။ထောက်ခံစာလိုချင်နေကြောင်းဘာသာပြန်ပေးနေသူအားမိုင်ကိုတော့ဒါတွေအထိသင်ပေးနေစရာမလိုပဲကားလိုက်တိုက်ပြီးတာနဲ့စုဆောင်လက်မှတ်ပေးမယ်လို့လိန်ပြောခိုင်းနေရကြောင်းလိုက်နာခြင်းမရှိတဲ့အားမိုင်အစားငွေလိုချင်ရင်ကားထပ်တိုက်ဖို့သာအမိန့်ပေးလိုက်ပါတယ်။ဒါကြောင့်မူကိုချော့သိပ်ပြီးနောက်တညအလုတ်ထွက်သွားချိန်အိတ်ချင်းအောင်ဆောင်နေတဲ့သမီးငယ်လိုက်လာတာကိုရောကားပေါ်တက်သွားတာကိုပါလိုအပ်တာပြင်ဆင်နေတာမို့မသိလိုက်ပါဘူး။မိုးရွာနေတဲ့ညကြီးတဲ့ကားမောင်းထွက်လာချိန်မှာနောက်ခန်းမှာမူကသူမဖေကားပေါ်အိတ်ရင်လိုက်ပါလာပါတယ်။ရှောင်းမာကတော့တောင်တက်လန်းတဲ့နေရာမှာကားကိုဆက်တက်ခါအသင်
စောင့်နေပြီးကားတစ်စီးရဲ့မီးရောင်ကိုမြင်တာနဲ့မူးမူးပါလာတာကိုမသိပဲလီဘာတဆုံးနှင်းကခေါင်းတဲလိုက်ချိန်အမြန်ရှောင်မှုတတိပြေးလာတဲ့သမီးငယ်ကြောင့်ကားကိုဘေးဆွဲချလိုက်ရတာမို့လမ်းဘေးလက်ရံနဲ့တိုက်မိသွားပါတယ်အထီးကိုက်နဲငယ်သာရှိတဲ့ကားပေါ်ကဆင်းလာတဲ့မူးမူးဟာထိုနေရာမှာလဲကျသွားပြီးရှောင်မတယောက်သူ့သမီးကိုဆင်းချိကအရေးပေါ်ထံရောက်အောင်ပြေးပါတော့တယ်သူ့စကားကိုနားလဲတဲ့သမီးဖြစ်သူကတတိကောင်းကောင်းမလဲနိုင်ချိန်မှာအပူမီးများစွာနဲ့ဘာကိုမှမတွေးနိုင်ပဲဆရာဝန်တွေကိုစကားပြောနိုင်မဲ့လူရဲ့ဖုန်းနံပါတ်ပေးလိုက်ပါတယ်မူးမူးကိုဆေးစစ်နေချိန်အပြေးရောက်လာတဲ့ဇနီးတွေကစုပ်ပြတ်နေတဲ့သူ့ကိုဘာမှမပြောတော့ပဲပြင်းထန်တဲ့ထိခိုက်မှုမရှိပေမဲ့လမ်းပြီးစကားမပြောတော့ဘူးဆိုတဲ့မူးမူးကိုဝင်ခေါ်တဲ့အခါရှောင်မတယောက်အပြင်ကသာရက်ကြည့်နေပါတယ်သူ့ကိုစိုက်ကြည့်နေတဲ့သမီးငယ်ကိုစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ဇနီးဖြစ်သူကလည်းအခုကစခလေးကိုသူမခေါ်သွားတော့မှမို့ရှောင်မကိုတရားရုံးမှာတွေ့မယ်ဆိုတဲ့နောက်အရာအလုံးကိုဆုံးရှုံးရပါတော့မယ်သူမကြားနိုင်တဲ့စကားဝိုင်းမှာခလေးနဲ့တွေ့ဖို့သာတောင်းဆိုပေမဲ့အခုချိန်ခလေးရှိမှသူရှိနေရင်ပိုစိတ်ထိခိုက်လိမ့်မယ်ဆိုတဲ့ကန့်ကွက်မှုတွေကြားမှာမူးမူးစကားပြောတာကိုပဲမြင်ကျင်တာလို့ဆိုပါတယ်ရုံးတော်ဘက်ကတော့အသက်ရှင်နေမပြည့်သေးတဲ့မူးမူးရဲ့ရွေးချက်ခွင့်နဲ့သာဆိုင်တယ်လို့အသိပေးပြီးခလေးကိုရွေးခိုင်းတဲ့အခါအထိတ်တလန့်ကိစ္စတွေနဲ့ကြုံခဲ့ရတဲ့ခလေးကသူမအမေနဲ့သာနေဖို့ရွေးချယ်လိုက်တဲ့အတွက်ရှောင်မာရဲ့ကဘာဟာပိုပြီးတိတ်ဆိတ်သွားပြီဖြစ်ပါတယ်သူ့ကိုတစ်ချက်လေးတောင်လှည့်ကြည့်မသွားတဲ့သမီးငယ်ကြောင့်လည်းအရာရာအထိတ်ပဲမဲ့သွားကြံရစ်ခဲ့ရပါတယ်ကျောင်းစင်းချိန်တိုင်းကြုံနေလေးရှိတဲ့သမီးငယ်ကိုခိုးကြောင်ခိုးအပ်တာလိုက်ဆောင်ကြည့်နေခဲ့ပြီးဇနီးဟောင်းရဲ့မိသားစုဟာမူးမူးကိုခေါ်ကနယူးဇီလန်ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ်မူးမူးဟာဒီလိုပြည့်စုံတဲ့အိမ်မှာနေခွင့်ရနေပေမဲ့ဖခင်တဲ့တုန်းကလို့အချစ်တွေအားလုံးသူမအတွက်မဟုတ်လို့မပျော်မရွှင်ဖြစ်နေသလိုရှောင်မာကလည်းသူ့သမီးအဆင်ပြေရဲ့လားစကားပြောပြီလားနဲ့အဝေးကနေတည်င်းလမ်းမိနေပါတယ်တယောက်တည်းဖြစ်နေတဲ့မူးမူးဟာစကားလုံးဝမပြောတော့ပဲသူမဖခင်နဲ့အတူဆော့ပူတဲ့အမတ်တရားတွေကိုပြတ်စင်းသားနေပြီးအရွယ်ရောက်လာရင်အဖေကိုကာကွယ်ပေးမယ်ဆိုတဲ့စကားကြောင့်ဝီလာငါအယုတ်လေးကိုထိုင်မှုတ်ရင်းတတိယနေပါတယ်ဒီအချိန်လေးလုံးရောက်လာပြီးဘာလို့နေရလဲမေးတော့သူ့နားထဲမှာသူ့သမီးရဲ့နားထောင်ကောင်းတဲ့အတန်ကိုကြားရတယ်ဆိုတာကြောင့်မင်းအပားမိနေရလားလို့မေးလိုက်ပါတယ်ပြီးတော့မနှက်ဖြန်မူးမူးနဲ့တွေ့ပြီးရင်သူ့အပြစ်တွေအားလုံးဝန်ခံလိုက်တော့မယ်ဆိုတာကြောင့်ယူချင်ကိုယ့်ဘာသာယူနေဖို့နဲ့သူ့ကိုဆွဲမထည့်ရန်လေးလုံးကမှာသွားပါတယ်အဲ့ဒီနောက်သူ့သမီးကကြောင်းထွက်သွားပြီဆိုတာနဲ့ဒီနေ့လေလင်းနဲ့နယူးဇီလန်ကိုသွားတော့မယ်ဆိုတာကြောင့်နောက်ကလိုက်သွားနေပြီးမူးမူးကလည်းသူမဖခင်ကိုစောင့်ရင်လေသိမ့်ထန်ရောက်လာပါတယ်ဒီအချိန်နားထဲမှာအတန်ကြားလို့လဲရှာကြည့်တော့လေသိမ့်ပြင်မှာသူမပေးထားတဲ့ဝေလာငါအယုတ်လေးမုတ်ကလက်လန်းပြနေတဲ့ဖခင်ကိုမြင်လိုက်ရပြီးအဖေနဲ့မနေချင်ခဲ့တာမဟုတ်ပါဘူးလို့မျက်ရည်တွေနဲ့တောင်းပန်လိုက်ပါတယ်အားလုံးကသူ့မားတွေကြောင့်မှဆိုတဲ့ရှောင်းမှာသူမနိုင်ငံခြားမသွားခြင်းပဲအဖေနဲ့သာအတူနေခြင်းကြောင်းပြောနေပေမဲ့အောင်မြင်ဖို့သွားရမယ့်အကြောင်းနဲ့အမေစကားနားထောင်ပြီးကိုဂယူဆိုင်ဖို့မှာတဲ့အခါသမီးမရှိရင်အလုပ်ကြိုးစားစရာမလိုတော့လို့ကားလဲထပ်မမောင်းရန်မှားနေတဲ့သမီးငယ်ဟာစိတ်မပူနဲ့အယူမလေးလို့ခေါ်ကသူ့စီလာမယ်ဆိုတဲ့သမီးကိုစိတ်ပူသွားတဖွားဖွားမှရင်ဝမ်းမနှဲအောင်နှုတ်ဆက်နေတော့ရဲတွေရောက်လာပါတယ်သူ့သမီးကိုနောက်ဆုံးနှုတ်ဆက်ရမှာမို့အတင်းရုံးကန်နေတဲ့ရှောင်းမကိုဝိုင်းဖမ်းထားချိန်သူမအဖေဟာဒီလောကမှာအကောင်းဆုံးမို့လွတ်ပေးရန်အော်ဟစ်ပြောဆိုနေတဲ့မူးမူးရဲ့စကားသံတွေကိုသူကြားနေခဲ့လားဆိုတာမသိကြပါဘူးတည်င်းမှာတော့မြို့ရင်းကအစင်းမြင့်အာမခံကြီးလိမ့်လေသူတွေကိုရဲတွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီလို့ကြေညာနေပြီးထိုထဲမှာပါဝင်တဲ့နားမကြားသူတွေထဲမှာရှောင်းမကိုဖမ်းဆီးနေတဲ့ဗီဒီယိုကိုပါထုတ်လွှင့်နေတဲ့တည်င်းကိုမူးမူးတို့သားမိထိုင်ကြည့်နေပါတယ်သူ့အဖေဒုက္ခရောက်တာကိုကြည့်နေသူမူးမူးကအားလုံးဟာသူမကြောင့်ခက်ခဲစွာရုန်းကန်နေရတာမို့ဖခင်စီမှာဆက်နေရင်သူ့အဖေတည်လိမ့်မယ်လို့ရည်ရွယ်နေပါတယ်ခလေးတွေးနဲ့သူမမရှိရင်ကောင်းမှာပဲဆိုတာကြောင့်အမေဖြစ်သူကအဲ့လိုမဟုတ်ကြောင်ချော့မော့နေရပါတယ်ရုံးတော်မှာတော့နှစ်ဖက်ရှင်းနေတွေကတက်တဲ့အပြေးဆုံးပြင်ဆင်နေပြီးတရားခံတွေကိုခေါ်ထုတ်လာပါပြီရှောင်းမတယောက်တရားရုံးမှာလှမ်းအောင်နှုတ်ဆက်နေတဲ့သူ့သမီးကိုဘလို့မျက်နှာချင်းဆိုင်ရမလဲမသိပဲသူမကြားနိုင်မသိနိုင်တဲ့ဆွဲချက်တည်းရဲ့ကြားအာယုံလွှင့်နေပါတယ်ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမြင်ချင်းကြားချင်တာကသူ့သမီးရဲ့မျက်နှာလေးနဲ့အတန်ကိုဖြစ်ပေမဲ့ကန့်ကွက်စရာရှိတဲ့ဆိုကအားလုံးကသူ့အပြစ်တွေလို့ဝန်ခံလိုက်ပါတယ်ထိုရုံးချိန်မှာသူမဖေနဲ့နောက်ဆုံးမမြင်ရတော့မှဆိုလို့မိခင်ကရှင်းနေကောင်းကောင်းငှားပေးခဲ့ပေမဲ့အပြစ်မရှိဘူးထင်ထားတဲ့သူမဖေဟာဘာမှမသိနားမလည်ခဲ့တဲ့ပြစ်မှုအများကြီးကိုဝန်ခံခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရုံးတော်အချိန်မတိုင်မီအချုပ်ကထုတ်နေတော့မှတထေးကအပြစ်အလုံးဝင်မခံရင်မင်းသမီးကိုအပြင်မှာစောင့်ကြည့်နေသူတွေရှိလို့နောက်ထပ်မတွေ့ရအောင်လုပ်ပြမယ်ဆိုကချိန်ချောက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အခြားလူတွေနဲ့မဆိုင်ပဲအားလုံးသူတယောက်တည်းလုပ်ခဲ့တာပါဆိုတဲ့ရှောင်းမကြောင့်ကြားနာသူပရိသတ်တွေကိုမနှဲထိန်နေရပြီးရှောင်းမတယောက်မေးသမျှကိုသူ့အပြစ်တွေလို့သာလက်ခံနေပါတယ်။တထေးနဲ့အားမိုင်ကလည်းသုံးအနာမကြားသူရှောင်းမတယောက်သူတို့ထံကကားငှားယူပြီးအဲ့လိုအာမခံကြီးလိန်လည်ပေးနေရကိုရိမ့်မိပေမဲ့တနာလို့ဖုံးဖိပေးခဲ့တာဖြစ်ကြောင်းအကုန်လွှဲချနေပါတယ်။တရားလိုရှင်းနေတွေဘက်ကလည်းတပ်တွေတွေအရာတရားခံရှောင်းမဟာအဖမ်းခံဖို့ညှင်းဆန်တိုက်ခိုက်ခဲ့တဲ့အပြင်အဲမတိုင်ခင်ကအုတ်ထိတ်မှုညှင်းဆန်ခံ
နိုင်ရသူရှောင်းမဟာသူ့သမီးရဲ့ကျောင်းပတ်ဝန်းကျင်မှာနောက်ကလိုက်ချောင်းနေတာမို့ကလေးကိုထိခိုက်အောင်ကြံစီနေတာမျိုးဖြစ်နိုင်တာကြောင့်စောင့်ကြည့်ဖမ်းဆီးတဲ့အချိန်ပြန်လဲခုခံနေဆိုတဲ့အခါကလေးဖြစ်တဲ့မှုကဘာကြောင့်ဖမ်းဆီးတာလဲဘာကခုခံတာလဲလို့သူ့အမိကိုမေးပါတယ်အဖမ်းမခံခြင်းလို့ပြန်လဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့ဗီဒီယိုမှတ်တမ်းကြောင့်အဖေကသမီးကိုတွေးကြင်ုံပဲလို့ပြောနေပါတယ်တပ်သိတွေကိုငင်းငင်းတာရှိလာမင်းနေတဲ့တရားသူကြီးတွေကိုအားမဲစွာခေါင်းရမ်းပြလိုက်ပြီးနောက်သမီးဖြစ်သူနဲ့အတူနေစဉ်ကတည်းကရင်မတော်တဆမှုဖြစ်စေတဲ့ဒီလူဟာသမီးရဲ့အသက်အန္တရာယ်ကိုတောင်ဂီယူမဆိုင်နိုင်ရတာဘလို့အဖေမျိုးလဲလို့စွတ်ဆွဲကြပါတယ်ထိုစကားတွေကိုတီးမခံနိုင်တော့တဲ့မူဟာသူမဖေကသူမကိုထိခိုက်စေလိုခြင်းမရှိကြောင်းနဲ့လောကမှာအကောင်းဆုံးဖခင်လို့အော်ပြောကရှေ့ကိုပြေးတက်လာပါတယ်အဖေလုပ်ခဲ့တာမဟုတ်ကြောင်းခြေပလိုက်ပါဆိုတဲ့သမီးဖြစ်သူကြောင့်တရားသူကြီးဘက်လက်ကသူ့ကိုအမြန်ဆုံးစီရင်ချက်ချပြီးဒီနေရာကခေါ်ထုတ်သွားပေးဖို့တောင်းဆိုပါတယ်သူမကိုပါအဖေကိုကူညီပေးပါလို့လှမ်းအော်နေတဲ့မူကြောင့်စိတ်မကောင်းဖြစ်လာတဲ့အားမိုင်ဟာသူမလိန်ခဲ့တာလို့ထားအော်လိုက်ပါတော့တယ်ဒီအာမခံအလိန်ညာကိစ္စနဲ့ကားတိုက်တာတွေအတွက်ရှောင်းမာကိုတင်ကေတဘာသာစကားကျွမ်းကျင်တဲ့သူမကိုယ်တိုင်အလုပ်ပေးတာဖြစ်ပြီးနာမကြားသူတွေကလိန်ညာဖို့လွယ်လို့ခိုင်းညင်တာခိုင်းလို့ရအောင်ပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်သူတယောက်တည်းအပြစ်ဝင်ခံခဲ့ရတာလေသူ့သမီးလေးကိုကာကွယ်ပေးချင်တာတခုတည်းဖြစ်ပြီးထိုကိစ္စအတွက်တထေးเจ้าဟာသူ့လူနှစ်ယောက်နဲ့ချင်းချောက်ဖိအားပေးခဲ့ကြောင်းဖော်ထုတ်ခဲ့တာမို့ဖမ်းဆီးလိုက်ကြပါတယ်အဲ့ဒီနောက်မှုလည်းဘေးကင်းပြီမို့နောက်ကိုမတုံးအားဘူးမှာကနှုတ်ဆက်သွားပါတယ်ရုံးတော်ကအားမရဲ့ထွက်ဆိုချက်ကိုမှန်ကန်ရဲ့လားပြန်လဲစစ်ဆေးတဲ့အခါသူအမားရီလုံးမိခဲ့ကြောင်းနဲ့သူဟာသုံးရနာမကြားသူတယောက်ဖြစ်ပြီးကျင်နာတတ်တဲ့သမီးလေးအတွက်အလုပ်ကြိုးစားကဘဝကောင်းလေးဖန်တီးခြင်းပေမဲ့အခြားလူရဲ့စကားကိုမကြားနိုင်ပဲပြုံးတာပြုံးပြတတ်တဲ့သူအတွက်မှုကဘာသာပြန်ဖြစ်ရှိပေးခဲ့တာမို့သမီးငယ်နဲ့နှစ်ယောက်တူနေရရင်ပြေဆုံးပြီးထင်ခဲ့ပေမဲ့နိုင်ငံခြားမှာကြောင်းထားခြင်းနဲ့သူ့အမေကြောင့်မှုကိုဆုံးရှုံးရမှာစိုးရိမ်နေစိတ်နဲ့တကူကောင်းဆံမိခဲ့တယ်လို့ဝန်ခံပါတယ်ပြီးတော့သူ့သမီးဘက်လှည့်ပြီးအဖေဟာသမီးရဲ့အဖေဖြစ်ဖို့မထိုက်တန်သူမို့ကောင်းကောင်းကြီးပြင်းလာရန်နဲ့အခုတလောတွေးနေမိတာကသူဘာလို့စကားမပြောနိုင်ရတာလဲဆိုတာရဲ့အရန်နားထောင်ကောင်းမဲ့သမီးလေးရဲ့အတန်ကိုဘာကြောင့်မကြားနိုင်ရတာလဲဆိုတာပဲဖြစ်ပါတယ်လူသားတိုင်းဟာကိုချစ်ရတဲ့လူနဲ့အတူရှိရဖို့အရေးဘလို့ဖိအားတွေကိုပဲဖြစ်ဖြစ်မယူရဲစွာလက်ခံနိုင်ကြပါတယ်အားမရဲ့ထွက်ဆိုချက်ကြောင့်ရှောင်းမာရဲ့အပြစ်ဒဏ်ကအများကြီးရှော့ပေါ်ခဲ့ပေမဲ့ငွေအများကြီးနဲ့ပတ်သက်နေရကြောင်းထောင်ချောင်းနဲ့ကျသွားပါတယ်ဒါကြောင့်နာမကြားသူတွေအမှုရင်ဆိုင်ရာမှာထွက်ဆိုဖို့အခက်အခဲများကြီးရှိနိုင်မှသူမသိပြီးသားမို့တရားမျှတတဲ့စီရင်ချက်ရအောင်ကူညီပေးမယ်လို့ကတိပေးရင်မျိုးသမီးပြောသမျှကိုဘာသာပြန်ပေးမယ်လို့အသိပေးလိုက်ပါတယ်အဲ့ဒီနောက်ဟောပေါ်ဆိုင်ရဲ့ပိုင်ရှင်ဟာဒီမျိုးသမီးပေါ်လိန်မိုင်းဆိုင်ရာနှောက်ယှက်ခဲ့တဲ့အပြင်လာသာ3လသာကိုတော့မပေးခဲ့တဲ့ပိုင်ရှင်ကနာမကြားသူတွေကခေါင်းမတယ်လို့ထပြောနေရကြောင်းသူတို့ကိုအားတွေလို့မတုံတော့ပဲအကြားအယုံချိုးတဲ့သူအဖြစ်သုံးရန်မှုကတတိပေးလိုက်ပါတယ်ပြီးတော့ထိုနာမကြားသူတွေဟာသူတို့အတွက်တိတ်ဆိတ်လုံးနေတဲ့လောကကိုကြောက်ရွံ့နေရတဲ့အပြင်ဆိုင်ပိုင်ရှင်ရဲ့အပြုအမူတွေကြောင့်လည်းပိုခက်ခဲစေတယ်လို့ဆိုပါတယ်သူမလိုတာမန်လူတွေအတွက်အခြေခံအဖြစ်လုပ်ပြီးတထေးစီကလာသာတောင်းအစော်ကားမခံရအောင်နေထိုင်နိုင်ပြီမဲ့ဒီလိုတွေဟာအစားတစ်ထောင်မကခက်ခဲစွာရင်ဆိုင်နေရကြောင်းကိုလည်းတတိပေးလိုက်ပါတယ်ဒီလိုဖက်ချင်ခံရတဲ့လူကိုရဲစခန်းရောက်အောင်ဖိအားပေးတဲ့အပြင်ထောင်မှာချကျင်သေးတာလားလို့မေးခွန်းထုတ်လိုက်တဲ့နောက်ဆိုင်ပိုင်ရှင်ကိုဝန်ထမ်းပေါ်စော်ကားမှုနဲ့ပြန်လည်စစ်ဆေးဖို့ပြင်ဆင်လိုက်ကြပါတယ်အပြင်ရောက်လာတော့မှုဟာနာမကြားသူတွေကိုဘလို့ခွဲခြားနိုင်တာလဲမေးတော့နေရာတစ်ခုကိုရောက်သွားတာနဲ့အဲ့လိုလူတွေကပြုံးပြနေလိမ့်မယ်လို့ဖြေပါတယ်ထောင်ကလွတ်လာပြီးတဲ့ရှောင်းမတယောက်သူ့ရဲ့သုံးရနာမကြားသူတငယ်ချင်းတွေနဲ့ပဲအိမ်ပြုတ်ပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုကုမ္ပဏီဖွင့်လိုက်ပြီးအေဂျင့်စွာနေထိုင်ခဲ့ပါတယ်